ကိုဆင်းလာရဟန်းဘွဲ့နာမည်ဘယ်လိုခေါ်လဲစံတော်ဘာသာဖိုးလာမင်းတောင်စလင်းပါဗျာဓမ္မဂတိကမမဗျာ73နှစ်နိုင်ငံလှည့်ပြီးတော့တရားဟောကြပါတယ်ဗျာဖိုးလာမင်းဆိုတဲ့ကမ္မတော်နဲ့ဓမ္မဂတိကနာမည်နဲ့ဓမ္မစရိယကျမ်းဟောပြီးသွားပြီမမဗျာ2000ပြည့်နှစ်ကမစိုးရိမ်မှပြီးပါတယ်ဗျာ3ကျမ်းလုံးပြီးပါတယ်3ကျမ်းလုံးပြီးပါတယ်သာသနာ့ဓမ္မစရိယဘွဲ့ရမိမိကိုယ်တိုင်လည်းရိတ်တာတွေစာသင်တိုက်တွေဖွင့်ခဲ့သေးလားဖွင့်ခဲ့ပါတယ်ဗျာရန်ကင်းတောင်ဘက်မှာဒုက္ခရိပ်ငြိမ်ရိတ်တာနဲ့ဒုက္ခရိပ်ငြိမ်တော်ရစာသင်တိုက်နှစ်တိုက်တည်ထောင်ထားခဲ့ပါတယ်ဗျာဟုတ်ပြီအဲ့တော့စာပေလက်တတ်တယ်ဓမ္မစရိယကျမ်းနဲ့မဟုတ်ဘဲနဲ့ကျမ်းနဲ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုလည်းနန်းနန်းသက်သက်လေ့လာထားပြီးတော့အသိဉာဏ်ဘုဒ္ဓတာတွေလည်းအများကြီးရထားတယ်အဲ့တော့ဒီမှာဦးစင်းနဲ့ပထမဆယ်စခန်းဒုတိယဆယ်စခန်းအဲ့ဒီစခန်းကျင့်စဉ်သဘောတရားနဲ့ကျင့်စဉ်ရှင်တန်သဘောတရားတွေပေါ်မှာစာပေပရိယတ်တိနဲ့ဝေဖန်ပြီးပါမမဗျာတပည့်တော်ဆရာတော်ဘုရားရေးသားပြုစုထားတဲ့သောတပတ္တိမရှုဝဲကျမ်းကိုလည်းတည်တည်ချာချာဖတ်ပါတယ်ဗျာအထူးသဖြင့်10ရက်အောင်လံစခန်းမှာမဟာပလင်2နာရီကျင့်စဉ်အဘိဇာနဲ့ဒေါမနတဆိုတဲ့និဝရဏကိလေသာလဲတရင်ကဝိခမနတကယ်ကွာပြီးတော့ကာယဝေဒနာစိတ်ဓမ္မတို့ရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးကိုလည်းအမှန်တကယ်မြင်မယ်ဆိုတာကိုတပည့်တော်အစကလုံလောက်အောင်သိပါဦးဗျာသောတပတ္တိမရှုဝဲကျမ်းကိုတေချာဖတ်ပြီးတဲ့အခါကျမှဒီတမာတိရောက်မှဒီယုံနာမြင်မယ်ဒီတမာတိရောက်အောင်ဒီကျင့်စဉ်ကိုကျင့်ရမယ်ပထမဘဝင်တမာတိဟာဘုရားတပည့်တော်တို့အခြေခံ10ရက်မှာအာနာပါနရောပေါင်းချင်းကျင့်စဉ်မှာရော2နာရီဘဝင်ပိုင်းကျင့်စဉ်မှာရောထိုင်ကမ္မထမှာရောလျှောင်းကမ္မထမှာရောအခုမဟာပလင်မှာရောကာယကဒုက္ခကိုအကြောင်းခံပြီးတော့ယောဂီရဲ့စိတ်မှာကြမ်းတမ်းစွာဖြစ်ပေါ်လာတဲ့ဒိဋ္ဌိတဏှာဒေါသဇောချမ်းတွေချုပ်သွားတဲ့အတွက်ကြောင့်ထိုဇောချမ်းတို့ရဲ့မိယာနှလုံးအိမ်ဘဝင်ကငြိမ်ကြသွားပြီးတော့ပထမဘဝင်လို့ဆရာတော်ကျမ်းဂန်မှာသမုတ်ထားပါတယ်ဗျာအဲ့ဒီပထမဘဝင်တမာတိကိုရောက်ပြီဆိုမှကာယကဒုက္ခကိုအကြောင်းခံပြီးစိတ်မှာဘိဇာဒေါမနတမလာတော့ပဲဓာတ်၄ပါးအတုပအယုစု32ခုထာတာရှစ်စိတ်နောက်စိတ်နောက်ဆံမတင်းမဲ့အနောက်ရှက်ကင်းငင်ရှုနိုင်ပြီဆိုတာအခုမှသိပါတယ်ဗျာဒီကနေမှရှေ့အနိမိတ်တချုပ်ဆဲသည့်ကျင့်စဉ်နဲ့လောကီကာမပညာကိုအာယုံ